အချိန်တွေကိုနောက်ပြန်လဲကြည့်ရမယ်ဆိုရင်တော့ထိုင်းတက္ကရာ2530ဝန်းကျင်မှာထွေးခင်လို့ခေါ်တဲ့အသက်လက်ပိုင်းအမျိုးသမီးတူကကိုဝင်9လရှိနေခဲ့ပါတယ်။သူမကခင်မွန်းဖြစ်သူအောင်ခန့်ရဲ့ဇာတိမိဖြစ်တဲ့တီတီခက်ပြည်နယ်ကရွာလေးတွေကကားစီးပြီးပြန်လာခဲ့ပါတယ်။အကြောင်းကတော့သူမရဲ့ခင်ပွန်းအလောက်ယုံကနေအလောက်ထုတ်ခံလိုက်ရတာကြောင့်နေရက်ကိုပြန်ပြီးခြေလန်းသစ်ကိုပြန်စဖို့ပါမြို့ပေါ်ကနေရွာဝင်ဝကိုရောက်တဲ့ချိန်မှာပဲညနေဆောင်နေပါပြီကံကောင်းထောက်မှစွာနဲ့ရွာထဲကိုဝင်မဲ့ကြိုဖို့ကားတစ်စီးနဲ့ကြုံလို့လိုက်လာခဲ့ရပါတယ်အဲ့ဒီခေတ်ကလမ်းတွေကကြောက်ခဲလမ်းတွေဖြစ်ပြီးလမ်းမီးဆိုတာကလည်းရွာထိပ်နဲ့ရွာထဲပိုင်းမှာပဲရှိတာပါတွေးခင်ကကားပေါ်ကနေလမ်းမေးမြင်ကွင်းတွေကိုကြည့်လာခဲ့ပါတယ်။ညဘက်ချမ်းကလေကွင်းပြင်ကြီးဖြစ်ပြီးဘဲဘက်ချမ်းကတော့ထူထပ်လာတဲ့ဝါတော်ကြီးပါ။ဒါကထွေးခင်အတွက်ခင်မွန်းတဲ့ရဲ့အိမ်ကိုပထမဆုံးချိန်လာဖို့ခြင်းလည်းဖြစ်ပါတယ်။လမ်းခွေတစ်ခုရောက်မှာတော့ဝယုံမင်းနေကြားထဲမှာစောက်ထားတဲ့အိမ်ဟောင်းကြီးတစ်လုံးကိုသူမသတိထားမိလိုက်ပါတယ်။ကားဖြတ်မောင်းသွားတဲ့ခဏမှာပဲအဖွားကိုတယောက်ကိုသူမမြင်လိုက်ရပါတယ်။အဲ့ဒီဖွားကိုကစပင်းနေဖြူဖွေးပြီးဖွာလန်ကျင်းနေပါတယ်။ထိုင်းလုံကြီးဝတ်ထားပြီးရင်းစီအင်ကြီးလက်ပြက်ကိုဝတ်ထားပါတယ်။အဖွားကိုကသူမကိုစိုက်ကြည့်နေခဲ့တာကြောင့်ထွေးခင်ကရှင်ထဲမှာတမျိုးကြီးဖြစ်သွားပြီးအန်ဒီကနေကကွယ်ပေးပါလို့ဖျားတပြီးလက်အုပ်ချီဆူတောင်းလိုက်ပါတယ်။အိမ်ကိုရောက်တဲ့အခါမှာတော့မှောက်နေပါပြီ။ထွေးခင်ကရောက်ကမဖြစ်သူအဖွားတော်နဲ့ပထမဆုံးချိန်ဆုံးရပါတယ်။ဟေးအောင်ခန့်မင်းမိမကိုအိမ်ခေါ်လာတာဘိုက်တောင်အတော်ကြီးနေပြီပဲ။အဖွားတော်ကထွေးခင်ကိုလာဖက်ပြီးသူမရဲ့ဘိုက်ကိုပုတ်တက်နေပါတယ်။အဖွားတော်ရဲ့မျက်လုံးတွေကအတိုင်းမသိဝမ်းသာအားရဖြစ်နေပုံမျိုးနဲ့တောက်ပနေပါတယ်။ဘယ်နှလားရှိပြီလဲကောင်မလေး။9လရှိပါပြီမင်း။မိန်းကလေးလားယောက်ျားလေးလား။ယောက်ျားလေးပါမင်း။အေးကောင်းနေဖွားတော့ကထွေးခင်ရဲ့ဘိုက်ကိုခဏကြာအောင်ပုတ်တက်နေပြီးမှအိယာပြင်ပေးဖို့ထွက်သွားပါတယ်။ထွေးခင်ကအစပိုင်းကစိုးရိမ်နေပေမဲ့ရောက်ကမကကောင်းကောင်းမွန်မွန်ဆက်ဆံတာကိုမြင်တော့စိတ်အေးသွားပါတယ်။အဲ့ဒီညမှာပဲထွေးခင်အိပ်ပျော်နေတော့ခေါ်တန်တစ်ခုကိုကြားလိုက်ရပါတယ်။ကောင်းမလေးသူမကခြေလောင်ထဲကနေထွက်ပြီးပြင်းမောက်ကနေချောင်းကြည့်လိုက်တော့ညနေကတွေ့ခဲ့တဲ့အဖြူရောင်ဝတ်စုံတဲ့အဖွားအိုကလက်လန်းခေါ်နေတာကိုတွေ့လိုက်ရပါတယ်။အဖွားအိုကအတန်ကြည်ကြည်နဲ့ထပ်ပြောပါတယ်။အောက်ကိုအမြဲဆင်းလာခဲ့မစင်းရင်နင်းပိုက်တွေကကလေးသေးရမယ်။ထွေးခင်လန်တို့လာတော့မှအိမ်မက်မန်းသိလိုက်ရပါတယ်။မနေ့ရောက်တော့ခင်မုန်းဖြစ်သူကိုပြောပြဖို့ရှာပေမဲ့အဖွားတော်ကအောင်ခန့်ဟာမနေ့စောစောနေ့ကအလုပ်သွားပြီလို့ပြောပါတယ်။ဒါကြောင့်ထွေးခင်ကဖွားတော်ကိုပဲအိမ်မက်အကြောင်းပြောပြလိုက်ပါတယ်။အဖွားတော်ကအဲ့ဒီအဖွားကြီးနာမည်ကအဖွားချွေးတဲ့ရွာသားတွေကသူ့ကိုစုံးမကြီးလို့ပြောကြတယ်။နေအောက်ကိုမစင်းသွားတာတော်သေးတာပေါ့။မဟုတ်ရင်နင်းမိုက်ထဲကကလေးကမလွယ်ဘူး။ဖွားတော်ကပြောရင်းနဲ့ထွေးခင်ရဲ့ဘိုက်ကိုလာပေါ့ပါတယ်။ထွေးခင်ကပိုပြီးစိုးရင်ကြောက်လန့်လာပါတော့တယ်။ညနေဆောင်ချိန်မှာထွေးခင်ကခင်မုန်းပြန်လာတာကိုစောင့်ရင်းနဲ့အိမ်ရှိကကုတ်ပြစ်မှာတယောက်တည်းထိုင်နေပါတယ်။ဖွားတော်ကလည်းဒီပြောက်နေမှမသိပါဘူး။အဲ့ဒီချိန်မှာအိမ်ရှိကမကြီးပင်ကြီးအောက်မှာထိုင်ကြည့်နေတဲ့အဖွားချွေကိုထက်မြင်ရပြန်ပါတယ်။ထွက်ခင်စမ်းအဖွားချွေကဒေါသတကြီးမျက်နှာနဲ့အော်ပြောပါတယ်။ထွေးခင်ကကြောက်လန့်နဲ့အိမ်ပေါ်ကိုပြေးတက်သွားပြီးပြင်းမောက်ကနေပြန်ချောင်းကြည့်တဲ့အခါမှာတော့အဖွားချွေမရှိတော့ပါဘူး။ဘာလို့နေရလဲထွေးခင်ဖွားတော်ရဲ့အတန်းကြောင့်ထွေးခင်လန့်သွားပါတယ်။ဘာမှမဟုတ်ပါဘူးမင်း။လာထမင်းလာစားတော့ဒီနေ့အောင်ခန့်ပြန်မလာသေးဘူး။သူများပစ္စည်းတွေဝိုင်းတယ်ပေးနေရတယ်တင်နေ။ထွေးခင်ကဒီမှာမနေချင်တော့ပဲ
သူမရဲ့အိုဒွန်ပြည်နယ်ကမိခင်အိမ်ကိုပဲပြန်ကျင်စိတ်တွေပြင်းပြနေပါတယ်။ကျန်တဲ့ပိုင်းမှာတော့ထွေးခင်ကတီးရင်တို့ရဲ့အိပ်ပျော်တော့ဖြစ်နေတော့ခြံတော်ပြင်ဘက်ကမောင်ရီထဲမှာအရေးတစ်ခုကိုမြင်လိုက်ရပါတယ်။အဲ့ဒီရိတ်ကတဖြည်းဖြည်းနဲ့ငုံဆင်းလာပါတယ်။ထွေးခင်ကအသက်ရှူရတာကြက်လာပြီးလှုပ်လို့မရတော့ဘူးလို့ခံစားနေရပါတော့တယ်။ညှိုးနှွမ်းချောက်ကပ်ပြီးခြေသေးလက်သေးတွေခြေလျားမင်းနေတဲ့လက်ကြီးကခြံတော်ကိုမလိုက်တဲ့အခါမှာတော့ပေါ်လာတဲ့မျက်နှာကအဖွားတောင်ဖြစ်နေပါတယ်။အဖွားတောင်ကထွေးခင်ရဲ့မိမလာထိုင်ပြီးသူမရဲ့ဘိုက်ကိုစိုက်ကြည့်ကရှာနဲ့နှကန်းကိုတတ်နေပါတယ်။ငါမြီးလေးကိုငါ့ကိုပေးပါတော့။အေးဆက်နေတဲ့လက်ပွားကြီးကထွေးခင်ရဲ့ဘိုက်ပေါ်ကိုဖိချလိုက်ပါတယ်။အဖွားတောင်ကရှာချီကြီးနဲ့ဘိုက်ကိုရိုက်ရင်တခစ်ခစ်နဲ့ရီမောနေပါတယ်။ထွေးခင်ကအရန်ကြောက်ပြီးဖျားစာတွေရွတ်နေပါတယ်။ဟဲ့တောင်နေမြီးကိုတော့ပြန်စားမလို့လား။အပြင်ကနေအောက်လိုက်တဲ့အတန်ကြီးကြောင့်အဖွားတော်ကလှည့်ကြည့်ပြီးထွက်ပြေးသွားပါတယ်။ထွေးခင်ကအဲ့ဒီတော့မှလှုပ်ရှားလို့ရသွားပြီးခြံအောင်ထဲကနေပြတင်းပေါက်ကိုချောင်းကြည့်လိုက်ပါတယ်။အဖွားချွေကခြေလုံးတစ်လုံးကိုကင်ထားပြီးအိမ်ရှိမှရက်နေတာကိုတွေ့ရပါတယ်။နေငါကိစ္စနဲ့လာမရှုပ်နဲ့။အဖွားတော်ကအဖွားချွေကိုခုံအောင်ဖို့ကြိုးစားပေမဲ့အဖွားချွေကချိန်လုံးနဲ့ရလိုက်တဲ့ကြောင့်အဖွားတော်ဟာအော်ဟစ်ပြီးလေးကျသွားပါတယ်။ထွေးခင်ဟာဘာရီဖြစ်နေမှမသိတော့ပဲသတိလစ်သွားပါတော့တယ်။မနေ့လေးတော့ခင်မွန်းဖြစ်သူအောင်ခန့်ကသူမဘေးမှာထိုင်ဆောက်နေတာကိုတွေ့ရပါတယ်။ထွေးခင်ဘာဖြစ်လို့လဲ။တညလုံးတုံရင်ပြီးရောင်းနေတာ။အောင်ခန့်ကသူမဘိုက်ကိုစမ်းကြည့်လိုက်တော့ကလေးဘေးကင်းနေတာကိုသိလိုက်ရပါတယ်။သူမကဖြစ်သမျှကိုခင်မုန်းကိုပြောပြပေမဲ့အောင်ခန့်ကလုံးဝမယုံပါဘူး။အောင်ခန့်ကတခြားတစ်ဖက်မှာအိတ်နေတဲ့အဖွားတော်စီသွားကြည့်တဲ့အခါမှာတော့ထွေးခင်ကကြောက်ကြောက်နဲ့အနောက်ကလိုက်သွားပါတယ်။အဖွားတော်ရဲ့လက်မောင်းမှာကြိမ်လုံးရာတွေထင်နေတာကိုတွေးလိုက်ရတဲ့အခါမှာတော့ထွေးခင်ကဒါရီဟာအိမ်မက်မဟုတ်မှန်းသိကြသွားပါတော့တယ်။ထွေးခင်ကဒီအိမ်မှာထပ်မနေရတော့တာကြောင့်အထုပ်ပိုးပြင်ပြီးသူမအမေရှိတဲ့ဦးတုံကိုပြန်မဲလို့ပြောပါတယ်။ခင်မုန်းဖြစ်သူကတားပေမဲ့မရတဲ့အစုံ2ရက်3ရက်နေရင်လိုက်လာခင်မဲလို့ကြည်ပြီးထွေးခင်ကိုလွှတ်လိုက်ပါတယ်။ကားပေါ်တပိုးစောင့်နေတော့အိမ်ဘက်ကိုလှည့်ကြည့်လိုက်တော့အဖွားတော်ကသူ့ကိုစူးစူးဝါးဝါစိုက်ကြည့်နေတာကိုမြင်လိုက်ရပါတယ်။ကားပေါ်မှာတော့အဖိုးကြီးတယောက်ကထွေးခင်ကိုအကြောင်းစုံမေးမြန်းပါတယ်။ထွေးခင်ကဆုံးမကြီးအကြောင်းကိုပြောပြတော့အဖိုးကြီးကကပ်ပြီးတိုးတိုးလေးပြောပါတယ်။ရွာသားတွေကအကုန်သိတယ်။အဖွားတော်ကဆုံးမဆိုတာအဲ့အတွက်ကြောင့်ဘယ်သူမှသူနဲ့မပတ်သက်ရေးကြဘူး။နင်တို့သားမိဘာမှမဖြစ်လို့တော်သေးတာပေါ့။ဒါနဲ့ဖို့အဖွားချွေကိုသိလားသိတာပေါ့အဖွားချွေကအရှင်ကလက်သေးအဲ့ဒီရှေ့ကလမ်းကွေ့မှာနေတာဒါပေမဲ့သူဆုံးသွားတာကြာလာပြီကားကအဖွားချွေရဲ့အိမ်ရှိကနေဖြတ်သွားတဲ့အခါမှာတော့ထွေးခင်ကအဖွားချွေကိုမြင်လိုက်ရပါတယ်ဒီတစ်ခါမှာတော့သူမကလက်အုပ်ချီပြီးကျေးဇူးတင်တဲ့အနေနဲ့အဖွားချွေကိုကြောလိုက်ပါတယ်အဖွားချွေကဆုံးမမဟုတ်ပါဘူးထွေးခင်တဲ့ကလေးကိုဆုံးမရန်ကနေကာကွယ်ပေးခြင်းလို့အိမ်မက်ထဲကနေသတိပေးခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ထွေးခင်ကအဲ့ဒီရွာကိုဘယ်တော့မှမပြန်တော့ပါဘူး။ဘိုက်ထဲကကလေးတွေကိုစားတဲ့ဆုံးမဇလန်းကတော့ဒီမှာပဲပြီးသွားခဲ့ပါပြီ။ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like ပေးခဲ့မှုနဲ့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ။